ဒီတစ်ခါဗီဒီယိုလေးကတော့ကျူထုံရီတကုံကိုသွားလေထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်။ကျူထုံရီတကုံသွားဖို့ကျွန်တော်တို့ပဲကတော့ဖအန်ကနေခွင်းနဲ့ခွဲလောက်မှစထွက်ပစ်ခဲ့ကြတယ်။လမ်းရှင်တွေကတော့တည်ရတယ်နည်းနည်းတော့ခေါင်းတယ်။ကျွန်တော်တိုင်းမူးလာရင်အဲ့ကမမြင်ရလို့မျက်မှန်လေးရှာတယ်။အမေကတော့မျက်မှန်တော့ဒီလိုမှတက်ထားတယ်။အခုတော့ကြာမျိုးပြီးတာအားမပြင်းလည်းမပြင်းရဘူး။စားစရာတောက်ချတယ်မမူရဘူးပေါ့နော်။နေပြီးတော့2နာရီကြော်ထွက်လာပြီးတဲ့အချိန်မှာတော့ဒီမန်းချင်းကိုရောက်တယ်ပေါ့နော်မန်းချင်းကိုနေအခုကျွန်တော်ဂျုံတော်ဘက်ကိုဆက်ပြီးတော့ထွက်လာတယ်အခုတော့တောင်တက်လန်လေးရောက်နေအဲ့တန်းတန်းလန်လေးသဘောကျတယ်နော်အားလုံးမင်္ဂလာပါအခုကျွန်တော်ရောက်နေရတော့ဒီကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ကျုံထွေရီတကုံပေါ့နော်ဒီတစ်ခေါက်ကကျွန်တော်ရဲ့၄ခေါက်မြောက်ဖြစ်ပြီပေါ့နော်ဆိုတော့ကိုတငယ်ချင်းတွေနဲ့ထက်လာတယ်အခုဒီလာတော့ဒီမတ်စလာဆိုတော့နေပူရဲဆိုတော့ဒီစိတ်ရင်းနဲ့ဤကွင်းပေါ့ဆိုတော့ကျွန်တော်နဲ့တူဒီကျုံထွေရီတကုံရဲ့အလှလေးတွေဒီဘလောက်ကြည်လဲဒီရှုပ်ကင်တွေဘလောက်လှလဲဆိုထပ်ပြီးဒီဗီဒီယိုလေးနဲ့ဆက်ကြည့်လိုက်အောင်ဟာအဲ့ဒါတော့ကားပါကင်တွေဒီမှာကားတွေထားကြရပါတော့ဒီနေရာတော့တက်လို့နေမီရှော့မင်းဆိုင်ပါဒီမှာတော့တက်လို့ဒီလိုရတယ်ကျွန်တော်အခုရေးရင်သွားပြီးတော့ကူးမယ်ပြီးမှမယ်ဟိုသမီးစားရမယ်အမှန်ကားတွေအများကြီးပဲကြည့်တာနေတက်ငါတွေဘယ်မှာခေါ်ရမလဲတော့ငါကြောက်ငါလားဘာလားတော့ပြီးအမှစနေပိတ်ရဆိုတော့လူကတော့ရှိတော့ရှိရပေါ့နော်ပုံမှန်တဲ့ဆိုင်ပုံမှန်ပိတ်ရတဲ့ဆိုင်တော့လူကသိမရှိဘူးဒီကတော့တော်တော်အေးတယ်ဒီတော့မကူတော့ရေပဲစိန်တော့မယ်ဒီနဲ့လာဒီသူတော်မတ်တက်ရနေတွေ့လားကျောင်းထွားရတော့ဖြစ်ပါလေကျောင်းထွားမှာရဲ့နေပါတယ်ဟုတ်တယ်
ဒီဘက်ဆန်ရေကူးပြီးတော့ဟိုးရေတွေကျနေတဲ့ဘက်ဆန်မှာနည်းနည်းလေးရေသွားခန့်မယ်အောက်မှာ 我的结束了两个。 နဲ့လား ဒီကူးပြီးတော့နည်းနည်းလေးဘိုက်စာလို့နေနေကြလေးဟုတ်ဆဲပြီပေါ့နော်ဘိုက်စာပြီဝါရသားလေးမှာဖြတ်မယ်ဒီအောက်မှာငါးတွေလည်းအများကြီးရှိတယ်ငါးစာကျွေးနေတဲ့သူတွေရောပြဒီဝါရသားလေးကလည်းဓာတ်ပုံရိုက်လို့ကောင်းတယ်ဘာကြည့်ရကူးပြီးတော့ဆိုတော့ပြန်တော့မှပြန်ခင်ရှေ့ကဈေးဆိုင်လေးတွေမှာအရွက်လေးချက်ဝယ်လိုက်အောင်ဒါကမပြန်ခင်ပြန်ခင်ရွက်ဝယ်အောင်တော့ဒီဘေးမှာဆိုင်နေရှိတယ်အင်ဂျီအောင်တဲ့ဆိုင်တွေရောဒီအရွက်တွေပေါ့နော်အဲ Proscon ကိလို့လည်းပြောပြီးရောင်းကြပါတော့ကျွန်တော်အရင်ဖောက်ကြလည်းဝယ်တယ်ဒီကကြိုက်တာတော့ဟိုလေလိုချင်သတ်တလင်းဟုတ်လားတိုင်းမို့လားသတ်တလင်းချစ်လားအဲ့လိုပမာလို့တော့မသိဘူးတိုက်ကြည့်ရအောင်妈妈最细的，那你可能你不看，在那里。အမအခုယူပြီးလား 有，不看嘛，就那个不看。အခုလက်ဆောင်ပေးရတော့ခုထိုက်ရတက်ထောင်ဟုတ်အမတော့ဘယ်လိုပြီးပါ 妈妈咪呀。တိုင်းကောင်စားဘူးလား တိုင်းကောင်းအဲ့ စားဘူးလားဗောဒါတိုင်းကတိုင်းက တိုင်းကတော့ ဒါလား တိုင်းကတတလင်းချင်းမဟုတ်ဘူးဟဲ့စပုတ်ရနဲ့ကြော် ခုန စားလို့ကောင်းတယ် တိုင်းကောလားတတလင်းချိန်လာပါလားတဲ့ဟိုကကြီးကဝေးတပုတ်ကုန်သွား ဒါကငါရဲ့ဇရက်ဒီတရွက်က ကျွန်တော်တငယ်ချင်းတစ်ဖွဲ့ကဒီကားလေးနဲ့လာတယ်ဆက်တရစီပေါ့နော်ဒါဖအန်းနေပြီးတော့ဒီကျုံတော်ထိကိုသွားပြီတုံးသိမ်းပြရရေကူးလဲပြီးပြီညနေနေတဲ့နှစ်နာရီလဲခွဲပြီးတော့ပြန်တော့မယ်ဒီကြောက်ခေါင်းနဲ့ပြန်လဲဆောင်တော့လာတိုင်းမြဲဝယ်တော့စာရွက်တွေပေါ့နော်အဲ့ဒီရွက်တွေဘယ်လိုကောင်းလဲဒီမှာလည်းဆက်ရတယ်ဆိုတော့ကျွန်တော်အချိန်ဒီခဏခဏရောက်တိုင်းဝယ်ဖြစ်တယ်ပေါ့နော်ဆိုတော့ဘိုင်ဘိုင်ဒီဗီဒီယိုရနေပြီးတော့မရောက်ဘူးတဲ့သူတွေသွားလဲကြဖို့ဖိတ်ခေါ်လိုက်ပါတယ် see you